မင်္ဂလာပါဒီနေ့ကတော့Anfu grammar ပေါ့နော် Anfu grammar အခန်း26ကနေစတင်မှာဖြစ်ပါတယ်အဲ့တော့ N5 ကအခန်း25မှာဆုံးသွားတော့ Anfu ရဲ့ဆက်စခြင်းအခန်း26ပေါ့နော်အဲ့တော့အဲ့ဒီမှာ grammar pattern 2မျိုးရှိတယ် on this ရဲ့ on this ကရဲ့အဲ့တော့ on ပါလာလို့ဘာအဓိပ္ပာယ်ထူသွားလဲဆိုတော့ထူးအဓိပ္ပာယ်ထူသွားတာတော့မဟုတ်ဘူးဒါပေမဲ့သူကဘယ်လိုပြောမလဲစကားပြောပို့ဆန်အောင်လို့သုံးတဲ့သဘောမျိုးပေါ့နော်ကဲအဲ့ဆိုရင်မြင်မြင်လေးသွားကြည့်အောင်ပထမဆုံး grammar လေး on this အဲ့တော့ on this ကဘယ်သူတွေနဲ့ပေါင်းလဲဆိုရင်ကြတော့N5 ရဲ့အခန်း20လောက်မှာနောက်ဆုံးတင်သွားတဲ့ရိုးရိုးဖောင်လေး fuso ရိုးရိုးဖောင်လေး on this ပေါင်းလိုက်တဲ့အခါကျရင်ထူအဓိပ္ပာယ်ထူးခြားသွားတာမျိုးမရှိဘဲနဲ့မိမိစကားပို့ပြီးတော့စကားပြောဆန်သွားပို့ပြီးတော့လီးနဲ့သွားအဲ့လိုပြောရနေကြရင်သုံးတယ်နော်အဲ့တော့ဒီ fuso ဆိုတာဘာလဲဆိုတော့မမိတဲ့လူတွေကိုပြန်ပြီးတော့ဒီမှာ fuso ဖောင်လေးကိုပြန်ပြီးတော့ရှင်းပြမယ်နည်းနည်းလေးတော့သိနေရနော်အဲ့တော့ fuso က verb ရှိတယ် adjective ရှိတယ် noun adjective ရှိတယ် noun ရှိတယ်အဲ့တော့ verb မှာဆိုရင် dictionary form night form ta form nakata form ဒါတွေကရိုးရိုးပုံစံ e မှာဆိုရင်ရိုးဆိုရင် e ရ e နဲ့ဆုံးတဲ့ဟာပြီးရင်အငင်းဆိုရင်ခုနိုင်အတိတ်ဆိုရင်ခတာအတိတ်ကအငင်းရောဆိုရင်ခုနာခတာပြီးရင်နားနဲ့နောင်ဒီဓာဂျာနိုင်ဒတာဂျာနာခတာနောင်လဲအိုက်တိုင်းပဲဓာဂျာနိုင်ဒတာဂျာနာခတာအဲ့ဒါတွေကကြတော့ဒါဒီရိုးရိုးဖောင်နေပေါ့နော်တမျိုးဟို mass တို့ dash တို့နဲ့ဆုံးတဲ့ဟာမျိုးတွေမဟုတ်ဘဲနဲ့စကားပြောပူစံတဲ့ရိုးရိုးဖောင်အဲ့ရိုးရိုးဖောင်ရဲ့နောက်မှာ on this လိုက်တယ်အဲ့တော့ချွင်းချက်အနေနဲ့ကနားနဲ့နောင်ဒီတကယ်တမ်းဓာတ်နဲ့ဆုံးတယ်ဒါပေမဲ့သူတို့ကဓာတ်နဲ့မပေါင်းမနဲ့နားနဲ့ပေါင်းတယ် nan this เนาะအဲ့ဒါလေးကိုမှတ်ထားမယ်ကဲအဲ့ဒါဆိုရင်ဥပမာစာကြောင်းလေးသွားကြည့်အောင်ဒုက္ခဟဲ econ တဲ့စကားခုရဲ့နောက်မှာ on ပေါင်းလိုက်တယ် eku ဆိုတာရိုးရိုး dictionary form လေအဲ့တော့ eku on this ကဘယ်သွားမလို့လဲအဲ့ဒါပေါင်းလိုက်လို့ true အဓိပ္ပာယ်ပြောင်းသွားတာမျိုးမရှိဘဲနဲ့စကားပြောလေးပူဆန်သွားတာနံပါတ်1ဆိုရင်ခရုမာက hoshi in this ကားလိုချင်တယ် hoshi e လိုချင်တာကို hoshi this လို့တမ်းမပြောဘဲနဲ့ on လေးထည့်လိုက်တော့ hoshi in thisအဲ့လိုမျိုးလေးသုံးထားတဲ့စကားပြောပူဆန်အောင်နံပါတ်3က kyowa yasumi janai this ခုနပြောလို့အငင်းဖောင်ရင်နောက်မှာလည်းသုံးလို့ရပါတယ် yasumi janai nine thisကဲအဲ့ဆိုရင်ပေးရမဟုတ်ဘူးအဲ့တော့ဒီလိုမျိုးစကားပြောဆန်ခြင်း on that ဆိုတဲ့ grammar form လေးနဲ့ and4 ကိုစားထားပါတယ်ဒုတိယမြောက်ပတန်ဒီ on the စကားသူကစာကြောင်းလည်မှာသုံးပြီးတော့လို့ဆိုတဲ့အဓိပ္ပာယ်အရှိမအကြောင်းရင်းလေးပြောပြီးဒီလိုရှိလို့တခုခုလုပ်ပေးပါလားဥမာပူလို့အဲကွန်းလေးဖွင့်ပေးပါလားအဲ့လိုဟာမျိုးပြီးရင်ကိုယ့်ရဲ့အခက်ခဲတွေစမ်းနာတွေပေါ့နော်ငါဒီစာလေးနားမလဲလို့ရှင်းပြပါလားအဲ့လိုဟာမျိုးတွေပြောတဲ့နေရာကျရင်သုံးတယ် grammar form ကတော့ခုနနဲ့အတူတူပဲရိုးရိုး form ပေါင်း on the စကားသူကတော့စာကြောင်းလည်မှာရှိရနော် on the စကားအဲ့တော့နမူနာစာကြောင်းတော့ကြည့်ရဆိုရင်အာဆွင်းတဲ့စကားစမဲတိုင်းဂျူဆူခရာဆိုင်အဲ့တော့အာဆူဤပူတာ on the စကားထဲလိုက်တော့လို့ပေါင်းသွားတယ်ပူလို့ဒီလိုအကြောင်းရင်းရှိလို့စမဲတိုင်းဂျူဆူခရာဆိုင်အေးတဲ့ဖြော်ရည်လေးပေးပါဖြော်ရည်လေးပေးပါပြီးရင်နံပါတ်2ကခွန်လိုခန်းကြီးကဝါခါရနိုင်တဲ့စကားသူ့ရဲ့အခက်ခဲခန်းကြီးကိုနားမလဲဘူးဝါခါရနိုင်စကားပြောပူဆန်သွားတယ်ခန်းကြီးကိုနားမလဲလို့အိုရှိရဲ့တဲ့ခုဒါအိုရှိရဲ့တဲ့ဤတာတာခဲမဆန်ကပြပေးလို့ရမလားဆိုတော့အခက်ခဲကိုပြပြီးတော့အကူအညီတောင်းတဲ့ပုံစံပေါ့နော်အဲ့လိုပုံစံနေကြရင်အလယ်မှာ on the စကားနဲ့သုံးတယ်အဲ့တော့ကြတော့ဒီနေ့တော့ဒီအခန်း26ရဲ့ grammar တွေကိုပြန်လေ့လာပြီးတော့နောက် grammar ကြမှာနောက်အခန်း29ရဲ့ grammar ကြမှာပြန်ပြီးတော့တွေ့ကြမယ်နော်